ultra core ဆိုလို့ရှိရင်ဒီနောက်ပိုင်းမှာ client တွေကbiostimulator ဆိုပြီးတော့အသိများလာကြတယ်ပေါ့နော်ဟိုစား brand တွေအများကြီးရှိတယ် Juvilook တော့ ultra core တော့ဒီ Sculptra တော့အဲ့ဒီမှာultra core ကိုဘာကြောင့်နှစ်လဲရွေးချယ်လဲဆိုလို့ရှိရင် ultra core က6လ8လပဲခံတယ်နောက်တစ်ခါ PDO powder ဖြစ်တယ်ပေါ့နော်အဲ PDO powder ကိုဘာလို့ပြောလို့ကောင်းလဲဆိုလို့ရှိရင်နှစ်လဲတို့ကြိုးထိုးတာလဲ PDO ပဲအဲ့တော့ဒီ PDO powder ပို့ပြီးတော့ safe ဖြစ်တယ်ဆိုပြီးတော့ကိုယ့်ရဲ့စိတ်ထဲမှာလည်းရင်ထဲမှာလည်းခံစားရတယ်အဲ့လိုခံစားရတဲ့အတွက်ကြောင့်မို့ client ကိုပြောလို့ရှိရင်လည်း PDO powder ရဲ့အကောင်းကျိုးတွေပို့ပြောလို့အားရှိတယ်ပေါ့နော်ဟိုမှာ mono ထိုးသလိုပဲအသားရည်လေးကကြီးလာတယ် firming ဖြစ်လာတယ်နောက်တစ်ခါကျအဲ့ထက်ကောင်းတာကိုကဒီဥစ္စာကိုပုံမှန်လစဉ်ထိုးတယ်3ချိန်ကနေ5ချိန်ထိုးတယ်ဆိုလို့ရှိရင်ကိုလိုချင်တဲ့ပြည့်ပြည့်တင်းတင်း result ကိုလည်းရတယ်ဆိုပြီးတော့ကောင်းကောင်းပြောနိုင်တဲ့အတွက်ကြောင့်မို့ client တွေကလည်းပို့ပြီးတော့ယုံကြည်မှုရှိတယ်ပို့ပြီးတော့လည်းထိုးရဲကြတယ်ပေါ့နော်တော်တော်များများကကြတော့အနာခံနိုင်တယ်ပေါ့နော်အနာခံနိုင်တယ်တခါတည်းလည်းတိတာခြင်းတယ်ခဏခဏလည်းမလာနိုင်ဘူးအဲ့လိုမျိုးဆိုလို့ရှိရင်တော့နည်းလဲတော့တွဲသုံးတာကိုပိုကြိုက်တယ်အဲ့တော့ ultra gold powder ကိုလည်းထိုးပေးတယ်တချို့ကျတော့ filler ဆိုတာကိုကြောက်ကြောက်တာ filler ကြီးကဖောင်းမှာဆိုးတယ်လို့ပါတော့အဲ့လိုမျိုးဆိုလို့ရှိရင်တော့နည်းလဲပြည့်တာကလည်းကိုကသူ့မျက်နှာမှာပြည့်ဖို့အတွက်ကလည်းလိုအပ်နေတယ်တင်းဖို့အတွက်ကလည်းကျိုးကလိုအပ်နေတယ်ဆိုတော့အဲ့လိုမျိုးဆိုလို့ရှိရင်ဒီ powder လေးနဲ့တော့တွဲလိုက်ဒီ ultra gold powder နဲ့ကျိုးလေးနဲ့တွဲလိုက်ဆိုလို့ရှိရင်သူကချက်ချင်းတိတာတဲ့ result ကိုလည်းရတယ်အဲ့တော့ချက်ချင်းတိတာရဲ့ဒီကဗမာပြည်ကလူနာရဲ့ချက်ချင်းတိတာရဲ့ဥစ္စာကိုကြိုက်တော့ဒီနှစ်ခုပေါင်းတာအရင်ကြိုက်တယ်ပေါ့နော်အဲ့တော့ကြိုက်တဲ့အခါမှာပြည့်တဲ့ result ကကြာတော့ခုနပြောလို့ခဏတော့တင်သွားတယ်ဒါပေမဲ့3ရက်ကနေ9ရက်လောက်ကြာလို့ရှိရင်ပြန်ကြတော့လေသူတို့စိတ်ထဲမှာနည်းနည်းပြန်လိုချင်တယ်ဆိုလို့ရှိရင် ultra gold powder နည်းလဲတော့တစ်လနေလို့ရှိရင်ပြန်ထိုးပေးလိုက်တယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်သူကဒီနှစ်ခုပေါင်းတဲ့ result ကိုအရန်ကိုကြိုက်တယ်ဘယ်လိုပြောမလဲတင်းလဲတင်းတယ်ပြောင်ပြောင်လေးလည်းဖြစ်တယ်ပြည့်ပြည့်လေးလည်းဖြစ်လာတာပေါ့နော် ultra gold powder ရော biostimulator ပေါ့နော်သူဟာရောကိုက skin booster တွေလည်းထိုးခြင်းတယ်ကြိုးကလည်းထိုးခြင်းတယ်အဲ့လိုအကုန်လုံးအရန်ကိုလှုပ်ချင်နေတဲ့သူတွေဆိုလို့ရှိရင်အဓိကကတော့သူကအချက်များတဲ့အတွက်ကြောင့်မလို့ဒီသွေးထွက်တာတော့များနိုင်တယ်လေအဲ့တော့ကိုကဘာတွေတိုးရှောင်အောင်လဲဆိုကိုကနေပြီးတော့မှ aspirin လိုမျိုးတို့ vitamin E လိုမျိုးနောက်ပြီးတော့ ginger တို့တချို့ဆို ginger ဖြော်ရည်အရန်တောက်တာတွေရှိတယ်သွေးအားကောင်းအောင်ဆိုပြီးတော့အဲ့သွေးအားကောင်းစေတဲ့ဆေးတွေဆိုလို့ရှိရင်လည်းတော့အနည်းဆုံးတစ်ပတ်လောက်ကျဖြောင်နေတယ်ဆိုတော့ပို့ပြီးတော့ကောင်းတာပေါ့နော်ဒါတစ်ခုနောက်တစ်ခုကကြတော့ကိုကနေပြီးတော့မှဥမာဒီနေ့လိုမျိုးဆေးထိုးတော့မယ်ဆိုလို့ရှိရင်3ရက်အတွင်းမှာအရက်သေးစာမတောက်အောင်ပိုကောင်းတယ်ဘာလို့လဲဆိုတော့ဒီအရက်တောက်ထားတဲ့ဥမာနောက်တစ်နေ့ထိုးတော့မယ်ဒီညလိုမျိုးတောက်ထားတဲ့သူဆိုလို့ရှိရင်တော့နည်းလဲတော့ကြိုးထိုးတယ်ဒီ skin booster တွေထိုးတယ်ဆိုသွေးအရန်ထွက်တယ်သူက flash ဖြစ်နေတော့လေအဲ့လိုသွေးအရန်ထွက်တဲ့အခါမှာဒီသွေးတိတ်တာကိုကိုကစောင့်ရတယ်procedure လည်းကြာတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့သွေးထွက်တာများတဲ့အတွက်ကြောင့်လို့ရောင်တာလည်းပိုကြာတယ်အဲ့တော့ bruise တွေပေါ့နော်စိမ်းတာတွေပြာတာတွေခရမ်းရောင်တွေဒါတွေကလည်းပိုကြာတယ်အဲ့တော့အဲ့လိုမျိုးတွေကိုက side effect တွေ down time တွေနည်းနည်းနည်းကျင်တယ်ဆိုတော့ခုနသွေးထွက်များစေတဲ့အရာမှန်သမျှကိုရှောင်စေချင်တာပေါ့နော်ဟုတ်ကဲ့နောက်ပြီးလို့ရှိရင်ကိုက3မျိုးစလုံးလုံးမယ်ဆိုလို့ရှိရင်နည်းလဲလို့ဆရာဝန်တွေကိုကနေပြီးတော့တေချာကိုယ့်ရဲ့ history ကိုပြောပြထားမှာပေါ့နော်ဘာလို့လဲဆိုတော့ကိုကဥမာတချို့လူနာတွေရှိတယ်ဈေးကန်းတစ်ခုပြီးတစ်ခုရှောက်သွားနေတဲ့လူနာတွေရှိတယ်ဒီတစ်ပတ်ဆိုလို့ရှိရင်ဒီဈေးကန်းမှာကိုကကြိုးထိုးခဲ့တယ်နောက်တစ်ပတ်ကြာလို့ရှိရင် ultra gold ထိုးမယ်နောက်တစ်ပတ်ကြာလို့ရှိရင်skin booster ထိုးမယ်အဲ့လိုမျိုးဆိုလို့ရှိရင်ကိုကဘယ်ဈေးကန်းမှာကိုကဘာထိုးထားတယ်ဘယ်နေရာမှာထိုးထားတယ်ဆိုတာကိုကအတိအကျပြောနိုင်တယ်ဆိုလို့ရှိရင်တော့ပိုကောင်းတယ်ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်လေယာတွေမှားတယ်လေယာတွေကိုရီးယားအယူဆတွေကဆရာဝန်တယောက်နဲ့တယောက်နဲ့မတူနိုင်ဘူးတူနိုင်တဲ့အခါမှာဒီဥစ္စာတွေကရောပြီးလို့ရှိရင် side effect တွေများလာနိုင်တယ်ပေါ့နော်တကယ်လို့ကောင်းကျိုးကတော့ခုနပြောပြည့်ပြည့်တင်းတင်းလေးလည်းရတယ်တင်းတဲ့ result ကိုလည်းရနိုင်တယ်ဒါတော့ကောင်းတာပေါ့နော်ဆိုးကျိုးကကြတော့ပထမဦးဆုံးကတော့နာတာပေါ့နော်နာတာဖြစ်မယ်နောက်ပြီးတော့ bruise တွေလည်းပို့ပြီးတော့ဆိုးနိုင်တယ်ရောင်နာရမ်းနာလည်းပို့ပြီးတော့ကြာနိုင်တယ်သူများတက်ပေါ့နော်အဓိကတော့အဲ့ဒါပါပဲကျန်တာကတော့အရင်ဆိုးဆိုးရမရှိဘူးအထူးသဖြင့်ဒီ ultra gold ကိုကထိုးမယ်ဆိုလို့ရှိရင်ကိုကဒီပထမ3လအတွင်းထိုးကနေ3လအတွင်းမှာကိုက filler ထိုးထားလားမထိုးထားလားဆိုတော့ကိုရဲ့ကိုပြမယ်ဆရာဝန်ပေါ့နော်တေးသေးချာချာပြောပြရင်တော့ပိုကောင်းတယ်ဘာဖြစ်လို့ဆိုတော့နင်းလဲတို့ဒီ ultra gold powder နဲ့ video powder နဲ့ filler နဲ့နင်းလဲတော့လုံးဝတလေရာထဲမှာတွဲထိုးလို့မရဘူးပေါ့နော်အဲ့လိုမျိုးတွဲထိုးတယ်ဆိုလို့ရှိရင်ကိုက granuloma တောင်းမလို့ရှိရင် lamp ပေါ့နော်ဒီအဖုတွေပို့ပြီးတော့ဒီခဲတာတွေဖြစ်နိုင်တယ် filler လိုမျိုးလဲကိုကဖြော်လို့မရတဲ့အတွက်ကြောင့်မို့နည်းနည်း side effect တွေကပြင်းတယ်ပေါ့နော်plastic surgeon တွေဘာတွေပြရတဲ့အထိဖြစ်နိုင်တဲ့အတွက်ကြောင့်မို့ဒီဥစ္စာကိုကဒီ history ကိုပေးထားမှာပေါ့နော်တပတ်အတွင်းသို့မဟုတ်တစ်လအတွင်းကိုက filler တခြားဆေးကမှာထိုးခဲ့တယ်ဆိုလို့ရှိရင်တော့နည်းလဲတော့ဥမာတယောက်ကအကိုကနေပြီးတော့ထိုးခဲ့တယ်ဆိုတော့အဲ့ဒါကိုပြောပြရဲဆိုလို့ရှိရင်နည်းလဲတော့လုံးဝမထိုးပေးဘူးဖြစ်နိုင်တယ်ဆိုလို့ရှိရင်3လဆောင်တယ်ပေါ့နော်ဘာဖြစ်လို့ဆိုလို့ရှိရင်အထူးသဖြင့် under eye ပေါ့နော်ဒီ under eye မှာ filler ထိုးထားတယ်အဲ့ဒီပုံမှာထပ်ပြီးတော့ ultra gold ထိုးမယ်ဆိုလို့ရှိရင် under eye ကိုတခြားဆေးကကသူက superficial ထိုးလာတယ်ဆိုကိုကလည်း ultra gold ကဒီ superficial layer မှာထိုးတယ်ဆိုလို့ရှိရင်သူကနှစ်ခုပေါင်းပြီးတော့ခုနပြောတဲ့ granuloma တွေဖြစ်နိုင်တယ်အဲ့ကြလို့ရှိရင်ဖြော်ရတာခက်တယ်အဲ့ဒီတော့ကြောင့်နည်းလဲကတော့ဖြစ်နိုင်တယ်ဆိုလို့ရှိရင်အနည်းဆုံး at least 3လဆောင်စီချင်တယ်ပေါ့
ပေါ့နော်ကိုကလုံးဝမစောင့်နိုင်ဘူးဒီ ultra core result ကိုက try ကျင်တယ်သိကျင်တယ်ဒီ filler result ကိုလည်းမကြိုက်ဘူးဆိုလို့ရှိရင်တော့လုပ်လို့ရတာတခုရှိတယ်။ဘာလဲဆိုလို့ရှိရင် filler ကိုဖျော်ချလိုက်လို့ရတယ်။အဲ့တော့ filler ဖျော်ပြီးသွားလို့ရှိရင်လည်းကိုကချက်ချင်းတော့ ultra core နဲ့လည်းတို့ဘက်ကပြန်မထိုးဘူး။ဘာလို့ဒီ filler ဖျော်တဲ့ပျော်တဲ့နှုံးကိုနဲ့လည်းတို့ကအနည်းဆုံး2ပတ်ဆောင်ရတယ်ပေါ့နော်။အဲ့တော့အဲ့2ပတ်ဆောင်ပြီးတော့မှ ultra core ပြန်ထိုးတာတော့ပို့ပြီးတော့ကောင်းတယ်ပေါ့နော်။တတ်နိုင်တယ်ကိုကစောင့်နိုင်တယ်ဆိုလို့ရှိရင်တော့3လဆောင်မဆောင်နိုင်ဘူးဆိုဖျော်ပြီးတော့မှထိုးဒါကတော့ safe အဖြစ်ဆုံးပေါ့နော်။တကယ်လို့အလုံးလေးတွေဖြစ်လာတယ်ဆိုလို့ရှိရင်တော့နင်းလဲကတော့နင်းလဲအကြိုက်ဆုံးပေါ့နော်။အကြိုက်ဆုံးကတော့အရင်ဆုံးကိုက ultra sound အရင်ဆုံးထောက်ကြည့်မယ် ultra sound ထောက်ကြည့်ပြီးတော့မှဒီ ultra sound နဲ့ကိုကအရင်ဆုံးဒီ normal saline နဲ့ပေါ့နော်အရင်ဆုံးကိုကဒီ ultra core lamp ကိုကကြီးသွားအောင်လုပ်ပြီးတော့မှပြန့်သွားအောင်လုပ်မလားဒီဥစ္စာပေါ့နော်သို့မဟုတ်လို့ရှိရင် ultra sound နဲ့ထောက်ကြည့်လို့မှဒီ granuloma နည်းနည်းလေးစိုးနေတယ်ဒါမှမဟုတ်လို့ရှိရင်တခုခုပေါ့နော် artery တွေပါတယ်ပေါ်မှာပြိနေတယ်ဒါမှမဟုတ်လို့ရှိရင်တခုခုပေါ့နော်ဒီfat layer မှာသူကလုံးဝကိုလေခဲနေတယ်အဲ့လိုမျိုးဆိုလို့ရှိရင်တော့ plastic surgeon နဲ့ပြရတယ်မှာပေါ့နော်ဒီ hyaluronic acid filler နဲ့ခုနပြောလို့လည်းပေါ့နော်တစ်ပတ်သို့မဟုတ်လို့ရှိရင်တစ်လအတွင်း hyaluronic acid filler ထိုးထားတယ်ဆိုလို့ရှိရင်တော့နည်းနည်းတော့လုံးဝတွဲမထိုးဘူးပေါ့နော်တစ်ရက်ထဲလည်းတွဲမထိုးဘူးတစ်ပတ်အတွင်းထိုးထားလည်းတွဲမထိုးဘူးတစ်လအတွင်းထိုးထားလည်းမထိုးဘူးဖြစ်နိုင်တယ်ဆိုလို့ရှိရင်3လဆောင်မဆောင်နိုင်ဘူးဆိုလို့ရှိရင်ကိုက filler ထိုးထားခဲ့ရင် filler ကိုဖြော်လိုက်ဖြော်ပြီးတော့မှ ultra core ထိုးပေါ့နော်သို့မဟုတ်သူကအဲ့လိုမဟုတ်ဘူးဘာမှမထိုးထားအောင်သိကြတယ်သူ့ဘက်ကလည်းလုံးဝ confirm ဖြစ်တယ်မထိုးထားဘူးဆိုလို့ရှိရင်တော့ ultra core အရင်ထိုးလိုက်ပေါ့နော် ultra core ထိုးပြီးတော့မှတစ်လားဆောင်ပြီးတော့မှဒီ ultra core ရဲ့ result လေးကိုကြည့်ပြီးတော့မှကိုကထပ်ဖြည့်ခြင်းလဲဆိုလို့ရှိရင်တော့ filler လေးကိုအောက်layer တစ် layer အနေနဲ့ထည့်ရမှာပေါ့နော်နည်းနည်းတော့ fat တွေမှာဆိုလို့ရှိရင်deep fat ရှိတယ်နောက်တစ်ခုကကြောင့် superficial fat layer ရှိတယ်နောက်တစ်ခုကကြောင့်အောက်ကနေမှာ bone layer ရှိတယ်နောက်တစ်ခုကကြောင့် ligamentတွေရှိတယ်အဲ့တော့အဲ့ layer တွေမှာကိုကဘယ် layer ကို filler ကိုထောက်မလဲဘယ် layer မှာကိုက ultra core ကိုထည့်မလဲဆိုတာကကြတော့ကိုယ့်ရဲ့လူနာပေါ်မှာလည်းမူတည်တယ်ကိုယ့်ရဲ့အယူဆပေါ်မှာလည်းမူတည်တယ်အဲ့တော့အဲ့ layer ၄ခုပေါ်မှာမူတည်ပြီးတော့မှအချိန်လေးကိုနည်းနည်းလေးခွဲပြီးတော့ထိုးရဲဆိုလို့ရှိရင်တော့ပို့ပြီးတော့ safe ဖြစ်တယ်လူနာအတွက်လည်း safe ဖြစ်လို့ကိုယ့်ဘက်ကလည်းဘယ်လိုပြောမလဲစိတ်ရှင်းတယ်ပေါ့နော်သိဝင်လာတဲ့ဒီနောက်ပိုင်း aesthetic doctor တွေကလေးတွေများလာတယ်ပေါ့နော်ဒီကလေးတွေကကြတော့လည်းသူတို့ဘက်ကကြည့်တော့လည်းမှန်တယ်ပေါ့နော်ဒီ ultra core ကိုထိုးခြင်းနဲ့ client ကလည်းတိတိဆိုင်ဆိုင်ရောက်လာပြီးဒီ ultra core ထိုးမယ်ဆိုပြီးတော့ရောက်လာတယ်ကိုကလည်းထိုးချင်တာနဲ့ကြုံပြီးတော့ရုတ်တရက်ထိုးလိုက်မိမယ်ဆိုလို့ရှိရင်ဖြစ်နိုင်ရင်တော့အဓိကခုနပြောလို့လည်းခဏပြောလို့လည်း history ကိုမရအောင်နေပေးပါပေါ့နော်နောက်တစ်ခုကကျတော့ဒီ history မှာကိုကအရင်တော့ filler တွေပါတယ်မထိုးထားပါဘူးဘာ treatment မှမလုပ်ထားဘူးသူမဟုတ်လုပ်ထားတာကို तू ကထိန်ချန်ထားရဲဆိုလို့ရှိရင်မထိန်ချန်ထားပါဘူးဆိုတော့ consent letter တောင်းရင်တော့ဒါကတော့ပို့ပြီးတော့ကောင်းတာပေါ့နော်ဒါတစ်ခုဒါကတော့ဆရာဝန်ဘက်က safe side ယူတာပေါ့နော်ဒါ client ဘက်ကကိုယ်တေချာလက်မှတ်ထိုးထားပြီးပြီနော်အဲ့တော့ဒါတစ်ခုနောက်တစ်ခုကကျတော့ကိုကတကယ်လို့ client ဟုတ်တယ်လက်မှတ်ထိုးပြီးတော့ထိုးလိုက်ပြီလေသို့ပေမဲ့ client ထိုးနေနေမှာထိုးထားလားမသိဘူးဆိုပြီးတော့ပြောတတ်တဲ့လူတွေလည်းရှိတယ်အဲ့လိုပြောတဲ့သူဆိုလို့ရှိရင်တော့လုံးဝ shock မရပါနဲ့မရဘဲနဲ့ဘာလုပ်မလဲဆိုလို့ရှိရင်ကိုက ultra core 200ကိုဒေါက်တာကွမ်တို့ဒေါက်တာအိုတို့တင်ပေးထားတဲ့အတိုင်းပဲလုံးဝ very superficial layer ကိုထိုးထားတယ်ဆိုလို့ရှိရင်တော့ကိုယ့်ဘက်ကစိတ်ချရတယ်နောက်ပြီးလို့ရှိရင်တစ်ပတ်သို့မဟုတ်လို့ရှိရင်နှစ်ပတ်နေလို့ရှိရင်ဒီ client ကိုကိုက follow up ပြန်ကြည့်ပြီးလို့ရှိရင်သူကဒီခုနပြောလို့ lamp တွေဖြစ်လာနိုင်လား granuloma ဖြစ်လာနိုင်လားဒါတွေကိုကိုကပြန်ပြီးတော့ကြည့်ပြရမှာပေါ့နော်အဲ့ဒါအောင်မှကိုကထပ်ပြီးတော့စိတ်ပူတယ်ဒီ client ကိုကိုယ်စိတ်ထဲမှာမတိုးမတန့်ဖြစ်နေတယ်ဆိုလို့ရှိရင်နောက်ထပ်28 days တစ်လနေလို့ရှိရင်တစ်ခါပြန်ခေါ်ကြည့်ပြီးလို့မှ तू ကလုံးဝကိုရှင်းတယ် result ကလည်းကြိုက်တယ်ထပ်ပြီးတော့ထိုးချင်တယ်ဆိုလို့ရှိရင်တော့ဒါ ultra core ကိုထပ်ထိုးရတယ်ပေါ့နော် Juviloc volume ထိုးပြီးတော့လွန်ခဲ့တဲ့တစ်လပေါ့နော် Juviloc volume ထိုးပြီးတော့ तू ဘယ်ဘက် left eye sided blindness ပေါ့နော်အဲ့ဥစ္စာရသွားတယ်ဆိုပြီးတော့ case တက်လာတာတွေ့တယ်ဆိုတော့ကိုကအဲ့ဒါကိုဘယ်လိုမျိုးကြောက်တာပေါ့နော်အဲ့လိုမျိုးတွေလည်းမဖြစ်ချင်ဘူးဒီနောက်ပိုင်းမှာ biostimulator ရဲ့နာမည်ကြီးလာတယ်ကိုကလည်းအရင်ထိုးချင်တယ်လောက်ကလည်းလုပ်ချင်တယ်ကြောက်တယ်ဆိုလို့ရှိရင်အဓိကတော့ကိုက anatomy ကိုကျွမ်းကျင်ဖို့လိုအပ်တယ်လို့နည်းလဲရတော့ယူဆရတယ်ပေါ့နော်ကိုကဒီ anatomy ကိုကျွမ်းနေတယ်ဒီ anatomy ဒီနေရာမှာဒါရှိတယ်ဒီ artery ရှိတယ်ဆိုတာသိနေတယ်ဆိုလို့ရှိရင်ဒါဖြစ်နိုင်ခြေလုံးဝမရှိဘူးလို့နည်းလဲရတော့ယုံကြည်တယ်နောက်တစ်ခုကကျတော့ကိုသုံးတဲ့ ad size ပေါ့နော်ကိုသုံးတဲ့ ad size ကဒီ under eye သွားမယ်ဆိုလို့ရှိရင်တော်တော်များများကဒီ 27G ကို 25G ကိုသုံးတာများတယ်။နင်းလဲအနေနဲ့တော့အဲ့ဒါတွေကိုတိတ်မသုံးစေချင်ဘူးပေါ့နော်။ဒါနင်းလဲ personal opinion ပေါ့နော်။ဆိုလို့ရှိရင် 23G လောက်ကိုပဲနင်းလဲတော့သုံးစေချင်တယ်။အဲ့တော့ကိုကရုပ်တရက်ဒီနားမှာရှိတဲ့ artery ကိုထိခဲ့မယ်ဆိုလို့ရှိရင်တော့မှအရင်ဘယ်လိုပြောမလဲဒီ 23G ကပေါက်မသွားနိုင်ဘူးပေါ့နော်။ပေါက်မသွားနိုင်တဲ့အတွက်ကြောင့်ခုန risk ကလုံးဝမရှိဘူး။ဒါတစ်ခု။နောက်ပြီးတော့ခုန case မှာဆိုလို့ Juviloc volume ထိုးထားတာကသူက deep layer ကိုထိုးထားတဲ့အတွက်ကြောင့်မို့ဒီဥစ္စာရုပ်တရက်ကမ်းသွားတာပေါ့နော်။အဲ့ဒါမျက်စိကွယ်သွားတယ်ဆိုတော့နင်းလဲတို့ကတော့ဒီ Juviloc volume ပုံစံမျိုး ultra core 200ကိုမထိုးဘူး။ဘာလို့လဲဆိုတော့ဒီအောက်မှာကိုကပြည့်ကျင်နဲ့တက်ချင်တယ်ဆိုလို့ရှိရင်တော့မှ
ဒေါက်တာကွမ်တို့ဒေါက်တာအိုရာလုံးဝအမြဲတမ်းတင်ထားတယ် superficial ပဲထိုးဖို့အမြဲတင်ထားတယ်ဒါကြောင့် superficial ပဲထိုးတယ်တကယ်လို့က deep ထိုးတဲ့နေရာကိုဆရာတွေသင်ပေးဘူးတယ်ဒါတွေကပါတယ်ဆိုလို့ရှိရင်သူတို့ဒီ smile line နေရာတွေတော့သူတို့သင်ပေးဘူးတယ် smile line တို့ဒီပါးပြည့်တဲ့နေရာတွေဒီနေရာတွေကိုကထိုးမယ်ဆိုလို့ရှိရင်တော့ရတယ်ပေါ့နော်အဲ့နေရာတွေထိုးမယ်ဆိုလို့ရှိရင်လည်း 22G ကို 23G ကိုထိုးတာနဲ့တော့ပို့ပြီးတော့ safe ဖြစ်တယ်အဲ့တော့ကိုက anatomy ကိုကျွမ်းတယ်ဘယ်နေရာမှာဘယ် artery ရှိတယ်ဘယ် layer မှာဘယ် artery ရှိတယ်ဆိုတာကိုကလုံးဝတိကျတယ်ဆိုလို့ရှိရင်ဒီဟာကတော့ဖြစ်နိုင်ခြေနည်းတယ်ပေါ့နော်အဲ့တော့ကိုကမျက်နှာတစ်ခုကိုထိုးတော့မယ်ဆေးသွင်းတော့မယ်ဒါလေးပဲလုပ်လို့ဆိုလို့ရှိရင်တော့ anatomy ကိုပိုင်နိုင်ရှိဖို့တော့လိုအပ်တယ်လို့နည်းနည်းယူဆရတယ်ပေါ့နော် anatomy လည်းပိုင်တယ်နောက်ပြီးတော့ဆရာတွေသင်ချပေးထားတဲ့အတိုင်းကိုက superficial layer ဆိုလဲ superficial ထိုးနိုင်တယ်နောက်ပြီးတော့ volume ကိုလုံးမထိုးဘူးပေါ့နော်ဖြည်းဖြည်းချင်းနဲ့ retrograde ကိုကောင်းကောင်းလေးထိုးနိုင်တယ်ဆိုလို့ရှိရင်ဒီဥစ္စာတွေကဖြစ်လာနိုင်ကြလုံးဝအကြောင်းမရှိဘူးလို့နည်းနည်းတော့ယူဆရတယ်ပေါ့နော်ဒါနည်းလည်းရဲ့ဒီ personal view ရဆိုလို့ရှိရင် ultra gold powder က PDO ဆိုတဲ့အတွက်ကြောင့်ခုနပြောသလိုပဲကိုထိုးနေတဲ့ thread lift တွေကလည်း PDO ကိုပဲထိုးတယ်အဲ့တော့စိတ်ထဲမှာရိုးကြည်သုံးလို့ရတယ်ပေါ့နော်ဗီဒီယိုကပြီးတော့6လနဲ့8လပဲခံတယ်ဆိုတော့ဒီ6လနဲ့8လမှာတခုခုဖြစ်မယ်ဆိုလို့ရှိရင်တော့ဖြစ်ပြီးသွားလို့ရှိရင်မြန်ပျောက်သွားမယ်ပေါ့နော်သူများတွေလိုမျိုး2နှစ်3နှစ်ခံတယ်ဆိုလို့ရှိရင်ဒီ2နှစ်3နှစ်အတွင်းမှာဒီဟာကြီးတွေကပို့ပြီးတော့ granuloma တွေကဆိုင်ခဲကြီးတွေကြီးလာနိုင်မလားပါလားဆိုတော့ကြောင်းရွံ့မှုမျိုးမရှိဘူးဆိုတော့ဒီ ultra gold ထိုးရတာအဲ့ဒီအတွက်ကတော့ကောင်းကျိုးပေါ့နော်နောက်တစ်ခုကကျတော့ဒီ ultra gold ထိုးပြီးလို့ရှိရင် mono ထောင်ကျော်ထိုးသလိုပဲလုံးဝပြောင်းတင်းနေတဲ့ result ကိုရတာတော့ client အနိုင်လည်းကြိုက်တယ်ကိုလည်းကြိုက်တယ် client ကြိုက်တော့ကိုလည်းပျော်တယ်ပေါ့နော်အဲ့တော့ultra gold ထိုးရတယ်ကြိုက်တယ်ပေါ့နော်နောက်တစ်ခုကကျတော့တချို့လည်းအဲ့ volume တွေထိုးတယ်volume ပြည့်ခြင်းလို့ထိုးတယ်ဆိုလို့ရှိရင်လည်းဒီဘယ်လိုပြောရမလဲတစ်လားတစ်ခါကို3လကနေပြီးတော့5လထိုးရဲဆိုလို့ရှိရင်ဒီ volume လေးကပြေလေးနဲ့လှတာကိုမြင်ရတယ်ပေါ့နော်အဲ့ဒီဥစ္စာကလည်း6လ8လမကပါဘူးတချို့ဆိုတစ်နှစ်လောက်ခံတာဒီနောက်ပိုင်းနဲ့လည်းကြုံတာတစ်နှစ်လောက်ခံတာတွေ့ရတော့လေကြိုက်တယ်ဒီ best ever medical စပြီးတော့တည်တာကနှစ်လဲလွန်ခဲ့တဲ့2နှစ်အတိရှိပြီပေါ့နော်အဲ့2နှစ်အတိမှာမနန်းနေပြီးတော့မှစပြီးတော့ဒီ product တွေကိုစပြီးတော့မိတ်ဆက်ပေးရပေါ့နော်အဲ့မှာတည်းကကိုကဘယ်ဟာဆိုလို့ရှိရင်ထူးသဖြင့်ဒီ ultra v ပေါ့နော် ultra v ကို distributorship view ထားရတယ်ပေါ့နော်နည်းလဲစိတ်မှာပါလို့ဆိုတော့ distributorship view လဲဆိုတာနည်းလဲကြိုက်တယ်ဘာလို့လဲဆိုတော့ပစ္စည်းစစ်မှန်တယ်ဈေးနှုန်းလဲစစ်မှန်တယ်ပေါ့နော်အဲ့အဓိကပစ္စည်းစစ်မှန်ဖို့ပဲလူတယောက်ရဲ့မျက်နှာထဲကိုထည့်သွင်းရမယ်ပစ္စည်းမှန်တယ်များစစ်မှန်မှဖြစ်မှာပေါ့နော်နှမဟုတ်ဆိုလို့ရှိရင် side effect တစ်ခုခုဖြစ်မှာဟဲ့ဒါကြီးကငါသုံးတာကြီးကသူ့ဆီကမှားလို့လားမသိဘူးဆိုတော့အဲ့ဒီ feeling မျိုးမရချင်ဘူးပေါ့နော်အဲ့တော့အစရ distributorship view လဲဆိုပြီးတော့နည်းနည်းကြိုက်တယ်ပေါ့နော်နောက်တစ်ခုကကျတော့မနန်းကtraining တွေလုပ်ပေးတယ်အဲ့ training တွေလုပ်တာကလည်းလုံးဝအရန်အားတာတယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့သူ့ရဲ့ဒီ ultra core ဆိုလို့ရှိရင် ultra core ကကောင်းကျိုးပဲရစေချင်တာ ultra core ကြောင့်မလို့သူက side effect ကိုသူမမြင်ချင်ဘူးမမြင်ချင်တော့သူက training ပေးတယ် training ပေးပြီးတော့မှနည်းနည်းလို့ distribute လုပ်တယ်ဆိုတာဒါသူ့ရဲ့လုံးဝအားတာတဲ့အချက်ပေါ့နော်တော်ရုံတန်ရုံကျန်တဲ့ကုမ္ပဏီတွေဆိုလို့ရှိရင်သူတို့တွေကtraining ပေးတာကကျန်တဲ့ဆရာတွေနဲ့ပေးပြီးတော့မှသူတို့တွေကဘယ်လိုပြောမလဲတိတိကျကျကြီးမဟုတ်ဘူးပေါ့နော်ဒီလိုပဲဖြန့်လိုက်တယ်ဖြန့်ပြီးတော့မှလာပြီးတော့အထူးသဖြင့်တခြား filler တွေပါတယ်ဆိုလို့ရှိရင်ပေါ့နော်ဒီလိုပဲရောင်းလိုက်ကြတယ်ကိုရီးယားလည်းစစ်တယ်စစ်ရင်စစ်တယ်ပေါ့မစစ်ရင်မစစ်ဘူးပေါ့ဒီလိုပဲသုံးကြည့်ရတာပေါ့နော်မနန်းတို့ကကြောက်အလုံးမဟုတ် distributorship view ထားတဲ့အတွက်ကြောင့်မလို့စစ်မှန်တယ်ဆိုတဲ့ feeling ကိုရတယ်နောက်တစ်ခုကကျတော့မနန်းကိုတိုင်ပင်လို့ရတယ်ဆိုတော့မနန်းရေဥမာဆိုလို့ရှိရင် ultra v နှစ်လဲကဒီ filler ကိုတပြေးပြေးနဲ့ပြောင်းသုံးလိုက်တာပေါ့နော် filler မှာဆိုလို့ရှိရင် Korea brand ကိုပြောင်းသုံးလိုက်တဲ့အခါမှာမနန်းရေဒီဥစ္စာလေးကတော့နည်းနည်းလေးမာတယ်ဒီဥစ္စာလေးကနည်းနည်းမမာအောင်အရန်ပျော့တာလေးကိုဆရာကိုထုတ်ခိုင်းပေးပါလားတော့ဒီလောက်ထိကိုကပြောလို့ရတယ်ပေါ့နော်အဲ့ဒါလေးတွေကအတားတဲ့အချက်ပေါ့နော်နောက်ကိုကပစ္စည်းတစ်ခုခုလိုပြီဆိုလို့ရှိရင်နည်းနည်းကအများတန်း stock ကထားတယ်ဒါပေမဲ့တစ်ခါလေကြားလို့ရှိရင်လည်းရုတ်တရက်ကြီးကုန်သွားရတယ်ဆိုတော့မနန်းရေလောက်ပါအောင်အဲ့လိုမျိုးဆိုလို့ရှိရင်လည်းဥမာသူကအမကြီးဒီမနေ့ဒီတရက်တော့ဝေးမရှိဘူးနောက်ရက်ကလေးရလားဆိုလို့ရှိရင်အစောဆုံးလာဖို့ဆိုတကယ်အစောဆုံးလာဖို့လေအဲ့ဒါကတော့မနန်းရေလုံးဝအတားတဲ့ချက်ပေါ့နော်